င်္ဂလာပါရှင်ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ထိုင်ဝမ်နိုင်ငံအရေးကိစ္စနဲ့တရုတ်အစိုးရအလို့ကြားဂျပန်ဝန်ကြီးချုပ်နဲ့ဖက်စစ်ဝါဒကိုရှုတ်ချတယ်လို့အကြမ်းဖက်စော်မင်းထွန်းကထပ်ပြောပြန်ပါတယ်။ညရီမြို့နယ်မင်းလက်ပံက DKBA ဘိုးတခွားသီးပိုင်ကြားဖြန့်ရုံကို KNL ကဝင်ရောက်စီးနင်းပြီးလက်နက်186လက်ကိုသိမ်းဆဲက DKBA အဖွဲ့ဝင်အချို့ကိုထိန်းသိမ်းခဲ့တဲ့တဲ့ပါဝင်ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့တရုတ်နိုင်ငံရဲ့အစိတ်ပိုင်းမဟုတ်ပဲထိုင်ဝမ်နိုင်ငံအရေးကိစ္စနဲ့ပတ်သက်ပြီးတရုတ်နဲ့ဂျပန်ဆက်ဆံရေးတင်းမာနေချိန်မှာတရုတ်နိုင်ငံအလိုရတိုင်းဂျပန်မှာပြန်လည်ဖြစ်ပေါ်လာနိုင်တဲ့ဖက်စစ်ဝါဒနဲ့ဂျပန်ဝန်ကြီးချုပ်ရဲ့ပြောစကားကိုရှုံချတယ်ဆိုပြီးအကြမ်းဖက်စစ်တပ်ရဲ့ပြောခွင့်ရဇော်မင်းထွန်းကထပ်မံပြောနေပြန်ပါတယ်။နိုဝင်ဘာလ22ရက်နေ့ကတရုတ်အစိုးရပိုင်စင်ဟွာသတင်းဌာနကိုအကြမ်းဖက်ဇော်မင်းထွန်းကအခုလိုပြောဆိုလိုက်တာပါ။ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့မှာဂျပန်ဝန်ကြီးချုပ်တာကာအီချီကတရုတ်ကထိုင်ဝမ်ကိုတိုက်ခတ်ရင်ဂျပန်ရဲ့ရှင်သန်မှုကိုချင်းချောက်တဲ့အခြေအနေအဖြစ်သတ်မှတ်နိုင်တယ်လို့ဂျပန်ပါလီမန်မှာပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်ဂျပန်ရဲ့လုံခြုံရေးဆိုင်ရာဥပဒေမူဘောင်အရထိုင်ဝမ်အရေးဟာဂျပန်နိုင်ငံရဲ့ပြည်တွင်းလုံခြုံရေးနဲ့ဓာတ်ရိုက်ဆက်ဆက်နေတယ်လို့သတ်မှတ်လိုက်တာဖြစ်ပြီးဂျပန်နိုင်ငံအနေနဲ့ထိုင်ဝမ်အရေးမှာစစ်ရေးအရပါဝင်ပတ်သက်နိုင်တဲ့လမ်းကြောင်းကိုဖွင့်လှစ်ပေးလိုက်တာလည်းဖြစ်ပါတယ်။အဲလိုဂျပန်နိုင်ငံကသူတို့လွှတ်တော်ထဲမှာဂျပန်နိုင်ငံလုံခြုံရေးနဲ့သက်ဆိုင်တဲ့အကြောင်းအရာကိုပြောဆိုတာဖြစ်ပေမဲ့လည်းအကြမ်းဖက်စစ်တပ်ကတော့တရုတ်အလိုကျဂျပန်ဝန်ကြီးချုပ်ဆာနာအဲတာကာအီချီရဲ့မှားယွင်းတဲ့ပြောဆိုချက်တွေပေါ်ရှုံချလိုက်တာဖြစ်ပြီးမြန်မာနိုင်ငံအနေနဲ့တရုတ်နိုင်ငံတည်းမူဝါဒကိုအစဉ်အမြဲခိုင်မာစွာထောက်ခံကြောင်းပြောဆိုနေတာပါ။ဒါအပြင်အကြမ်းဖက်ဇော်မင်းထွန်းကဂျပန်ဝန်ကြီးချုပ်တာကာအီချီရဲ့ပြောဆိုချက်တွေမှာတမိုင်းအပေါ်သင်ခန်းစာမယူတဲ့ပြောကြားချက်ဖြစ်တယ်လို့ဝေဖန်လိုက်တဲ့အပြင်ဂျပန်တို့ရဲ့အတိတ်သမိုင်းကအာရှတိုက်ပေါ်ကျွလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအပေါ်မှာလည်းနောင်တမရတဲ့တာဝန်မယူတဲ့ပြောကြားချက်ဖြစ်တယ်လို့လည်းဆိုပါတယ်။ဂျပန်ဖက်စစ်ဝါဒရဲ့ဆိုးကျိုးတွေကိုမြန်မာနိုင်ငံအပါအဝင်အရှေ့တောင်အာရှနိုင်ငံသားကခါးစည်းစွာခန်းစားခဲ့မှုသလိုဂျပန်နိုင်ငံမှာလည်းပြန်လည်ဖြစ်ပေါ်လာနိုင်တဲ့ဖက်စစ်ဝါဒအပေါ်မြန်မာနိုင်ငံအနေနဲ့ရှုံချတယ်လို့လည်းပြောဆိုနေတာဖြစ်ပါတယ်။ဒါအပြင်ဂျပန်ဝန်ကြီးချုပ်တာကာအီချီရဲ့ပြောဆိုချက်မှာတရုတ်နိုင်ငံတနိုင်ငံတည်းမူဝါဒကိုချိုးဖောက်ခြင်းဖြစ်ပြီးပုံကန်သူတွေကိုအားပေးပြီးသူတို့စစ်အုပ်စုကတော့တရုတ်နိုင်ငံရဲ့တရုတ်နိုင်ငံတည်းမူဝါဒအပေါ်အစဉ်အမြဲထောက်ခံရည်တည်သွားမယ်လို့လည်းပြောဆိုနေပြန်ပါတယ်။ထိုင်ဝမ်ဟာတရုတ်ပြည်သူသမ္မတနိုင်ငံရဲ့ခွဲခြားမရတဲ့အစိတ်အပိုင်းဖြစ်တယ်လို့တရုတ်ပြည်ရဲ့ပြည်တွင်းရေးတာဖြစ်ပြီးဘယ်နိုင်ငံခြားတိုင်းပြည်ရဲ့ဝင်ရောက်ဆွတ်ဖက်မှုကိုမဆိုစစ်အုပ်စုအနေနဲ့ရှုံချတယ်လို့လည်းဇော်မင်းထွန်းကသူတို့စစ်တပ်ပိုင်းသတင်းစာတွေကနေတရုတ်နိုင်ငံဘက်ကနေထောက်ခံပြောဆိုနေတာလည်းဖြစ်ပါတယ်ရှင်။ဒီတကမှာတော့ကရင်ပြည်နယ်မြရီမြို့နယ်မင်းလက်ပံကျေးရွာက DKBA ကဘိုးတခွားသီးပိုင်ကြားဖြန့်ငွေလင်ကိုင်းအလုတ်ယုံတယုံကို KNL ကဝင်ရောက်စီးနင်းပြီးလက်နက်186လက်နဲ့ DKBA အဖွဲ့ဝင်အယောက်20ကိုထိန်းသိမ်းခဲ့လို့ကရင်စေးသတင်းမြစ်ကပြောပါတယ်။နိုဝင်ဘာလ21ရက်နေ့မှာ KNL ကစစ်ကြောင်းကမင်းလက်ပံကျေးရွာက DKBA ကဘိုးတခွားသီးလုံခြုံရေးယူပေးလုတ်ကင်နေတယ်။ကြားဖြန့်အလုတ်ယုံကိုဝင်ရောက်စီးနင်းကြတာလည်းဖြစ်ပါတယ်။အဲလိုစီးနင်းရမှာပြစ်ခတ်မှုအချို့ရှိခဲ့ပြီးတဲ့နောက်မှာကြားဖြန့်အလုတ်ယုံကိုလုံခြုံရေးယူပေးထားတဲ့ DKBA တပ်ဖွဲ့ဝင်အယောက်20ကိုထိန်းသိမ်းခဲ့တာဖြစ်ပြီးလက်နက်စုစုပေါင်း186လက်ကိုလည်းသိမ်းဆည်းခဲ့တာဖြစ်တယ်လို့လည်းကရင်စီးသတင်းမြစ်ကပြောပြပါတယ်။ဒါအပြင်မြရီမြို့နယ်မင်းလက်ပံကျေးရွာအနီးမှာစစ်တပ်စစ်ကြောင်းနဲ့ KNL တပ်တွေကြားနိုဝင်ဘာလ21ရက်နေ့ကတည်းကတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးနဲ့လက်နက်ငယ်ကြီးတွေဟာထိုင်းနိုင်ငံဘက်ကိုကြာရောက်ခဲ့တာကြောင့်နိုဝင်ဘာလ22ရက်နေ့မှာထိုင်းစစ်တပ်ကမြန်မာဘက်ကိုသတိပေးတဲ့အနေနဲ့လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့လည်းသိရပါတယ်။လက်တလုံးမှာတော့မြရီမြို့နယ်မင်းလက်ပံကျေးရွာမှာထိတွေ့တိုက်ပွဲတွေကြောင့်အဲ့ဒီကျေးရွာကပြည်သူ300ကျော်ဟာထိုင်းမြန်မာနယ်စပ်တောင်ရင်းမြစ်ကမ်းဘေးကိုထွက်ပြေးတိမ်းရှောင်နေရလို့လည်းသိရပါတယ်ရှင်။မကွေးရတဲ့တပုတ်ကိုတက်ဆက်ပေးကြပါတယ်။မကွေးတိုင်းပေါက်မြို့နယ်နဲ့မြိုင်မြို့နယ်အဆက်မှာစက်တက်လေထီပြစ်ကျခဲ့တဲ့နေရာကိုလာရောက်ရှာဖွေတဲ့စစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့တွေကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်သား4ဦးဟာသေသွားထိခိုက်ခဲ့ကစစ်မှုထမ်းတပ်သား3ဦးလည်းအလင်းဝင်ရောက်လာခဲ့လို့မြိုင်ပကဖကသတင်းထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ23ရက်နေ့မနေ့အစောဝါဒနိုင်ခွဲလောက်က
ပေါင်းမြို့နယ်နဲ့မြိုင်မြို့နယ်ထိစပ်နေတဲ့နယ်မြေတွေဖြစ်တဲ့နတ်သက်ရွာတကြီးရွာကန်တဲ့ရွာကဘာဖြူရွာကြောက်ခွက်ကျေးရွာနေစက်တက်လေဒီပြက်ကျခဲ့တဲ့နေရာကိုလာရောက်ရှာဖွေတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လန်တပ်ဖွဲ့တွေကြားမှာမိနစ်20ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်းသိရပါတယ်။ထိတွေ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်ကမျက်မြင်၄ဦးဟာလဲကျသွားပြီး10ဦးကျော်ဟာထိခိုက်ဒဏ်ရာရှိကစုတ်ခွာထွက်ပြေးသွားတယ်လို့လည်းသိရပါတယ်။အဲဒီထိတွေ့တိုက်ပွဲဖြစ်ပွားရာနေရာကိုလည်းလက်နက်ကြီးတွေနဲ့အချက်ရည်ပေါင်းများစွာရန်တမ်းပစ်ခတ်ခဲ့တယ်လို့လည်းသိရပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းမှာအထိနာခဲ့တဲ့အကြမ်းဖက်စစ်တပ်ဟာ Jet Fighter နဲ့ပေါက်နဲ့မြိုင်မြို့နယ်ထိစပ်နေတဲ့ကျေးရွာတွေကိုလေကြောင်းကနေ3ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့လို့လည်းသိရှိရပါတယ်။စက်တက်လေဒီပြက်ကျခဲ့တဲ့နေရာကိုလာတဲ့အဲ့ဒီစစ်ကြောင်းဟာပေါက်မြို့နယ်ရွှေဘုံသာပြူစောတိရွာကနေထွက်ခွာလာတာဖြစ်ပြီးခြိုက်ဆောင်ထပေါက်ကုန်းဖလန်ကိုင်းတကြီးတော်ကြောက်တိုင်ခင်ညောင်စင်ရွာတွေကိုလည်းဝင်ရောက်မှွေနောက်ကမီးရှို့ဖျက်ဆီးပြီးပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့ပြည်သူပိုင်ပစ္စည်းတွေကိုလည်းခိုးယူတာပြည်သူပိုင်ကြက်ဝက်နွားတွေကိုမတရားတပ်ဖြတ်စားတောင်းတာတွေကိုလည်းလှုပ်ဆောင်ခဲ့ပြီးဖလန်ကိုင်းကျေးရွာမှာအခြေပြုကလှုပ်ရှားနေတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်အဲ့ဒီစစ်ကြောင်းကပဲအပတ်စဉ်7တပ်သားတန့်စင်တပ်သားတင်ထောအပတ်စဉ်7ကတပ်သားအောင်မိုးတို့3ဟာ MA1 တနတ်3လက်G box 3ကို၎င်းကြီး89,000တို့နဲ့ပေါက်ပကဖာနဲ့မြိုင်ပကဖာစီကိုမနေ့ကမနေ့ပိုင်းမှာအလင်းဝင်ရောက်လာခဲ့လို့လည်းသိရပါတယ်။သူတို့ဟာမန္တလေးနဲ့ရှမ်းပြည်နယ်တို့မှာပေါ်တာဆွဲဖမ်းဆီးခံရတာဖြစ်ပြီးစစ်တပ်နန်းကျောင်းကိုပို့ဆောင်ခံရသူတွေဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ရန်ကုန်ကသတင်းတပုတ်ကိုတက်ဆက်ပေးကြပါမယ်။ရန်ကုန်မှာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုလက်မခံဘူးကြိုးမဆိုင်ဘူး။မဲမပေးဘူး no vote လှုပ်ရှားမှုပြုလုပ်ခဲ့လို့အဲ့ဒီလှုပ်ရှားမှုမှာပါဝင်တဲ့တော်လှန်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။အဲ့ဒီ no vote လှုပ်ရှားမှုကိုရန်ကုန်မြို့မှာရန်ကုန်တော်လှန်ညီနောင်၄ဘက်ကပြုလုပ်ခဲ့တာဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီရဲ့တယူတန်ရွေးကောက်ပွဲကာလမကြာမီရောက်ရှိလာတော့မှာဖြစ်တဲ့အတွက်ကြောင့်မိဘပြည်သူတွေကြားမှာလည်းမဲပေးရမဲမပေးရဒွိဟဖြစ်နေကြမဲ့အချိန်လဲဖြစ်တယ်လို့လဲဆိုပါတယ်။အဲဒါကြောင့်ပြည်သူတို့ချင်းစီမှာမိမိရဲ့အခွင့်အရေးဖြစ်တဲ့မဲပေးပိုင်ခွင့်ရှိသလိုမဲမပေးဘဲနေပိုင်ခွင့်ရှိတယ်လို့ရန်ကုန်တော်လန်ညီနောင်၄ဘက်ကသတိပေးစကားသတင်းစကားကိုပြောကြားလိုက်ပါတယ်။အကြောက်တရားကိုဖိနှိပ်ကတနက်မိုးထားတဲ့ရွေးကောက်ပွဲကိုစတင်ကြဖို့လိုအပ်တယ်လို့လဲသတိပေးတိုက်တွန်းလိုက်ပါတယ်။ဒါအပြင်တော်လန်ရေးရဲဘော်တွေအနေနဲ့မကြာမီကျင်းပမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ကဘလို့မှတုံလုံးမှာမဟုတ်ပဲဆောင်ရွက်ဖို့ကိစ္စတွေကိုလည်းဆက်လက်ဆောင်ရွက်နေမှာဖြစ်တယ်လို့လည်းဆိုပါတယ်။အကြမ်းဖက်ဆရာနာရှင်စနစ်ကြာဆုံးတဲ့တိုင်အောင်အုတ်တစ်ချက်တဲတပွင့်နဲ့ရရနေရာကနေပါဝင်လှုပ်ရှားနေအောင်မှာဖြစ်တာကြောင့်လက်မခံမှုကယူမဆိုင်ဘူးမဲမပေးဘူး no vote လှုပ်ရှားမှုနဲ့လည်းပြည်သူလူထုကိုနှိုးဆော်အပ်တယ်လို့လည်းအသိပေးကြေညာထားပါတယ်။ပြည်သူတွေအနေနဲ့လည်းစီးလုံးနေရင်ဘာမှမဖြစ်အသေးချကမဲတပြားကဆက်ရနာရှင်ဆက်လက်သက်ဆိုးရှည်မဲ့မဲတပြားမဖြစ်ဖို့လိုပါတယ်ပြည်သူတွေရဲ့အင်အားဟာအာနာရှင်လူတိုက်တွေအကြောက်ဆုံးလက်နက်တစ်ခုဖြစ်ပါတယ်တရားမဝင်အတုရောင်ရွေးကောက်ပွဲကိုလူထုအားဖြင့်စန့်ကျင်ကြဆိုတဲ့ကြွေးကြော်တန်တွေကိုသတိပြုရင်းတင့်မဲနဲ့တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့ no vote လှုပ်ရှားမှုမှာပါဝင်ကြဖို့အသိပေးနှိုးဆော်ထားပါတယ်ရှင်မန္တလေးရဲ့သတင်းတပုတ်ကိုကြည့်အောင်ပါမန္တလေးတိုင်းမတရားမြို့နယ်နတ်ကြီးစင်ရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့်ပြည်သူ၄ဦးဟာသေဆုံးခဲ့ရလို့ Voice of မန္တလေးကတာဝန်ရှိသူတို့နဲ့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်။နိုဝင်ဘာလ23ရက်နေ့ကနတ်ကြီးစင်ရွာကိုမတရားမြို့ပေါ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ပစ်ခတ်တဲ့လက်နက်ကြီးကြီးတွေဟာနတ်ကြီးစင်ရွာပေါ်ကိုကြောက်ရောက်ပောက်ကွဲသွားခဲ့ပြီးပြည်သူ၄ဦးဟာသေဆုံးခဲ့ရက၄ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့ပြီးလက်ရှိချိန်မှာတော့ကျေးရွာနေပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းသိရပါတယ်။အလားတူနိုဝင်ဘာလ18ရက်နေ့မွန်လနိုင်ခန့်ကလည်းအကြမ်းဖက်စစ်တပ်ဟာမတရားမြို့နယ်မြောက်ပိုင်းကဒက္ခိဏအာယုံရွှေကျင်းဘုံကြီးကျောင်းကိုလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့်ဘုံကြီးကျောင်းဝင်းတွင်ကြောက်ရောက်ပောက်ကွဲသွားခဲ့ပြီးကျောင်းဆောင်နှစ်ဆောင်ဟာမီးလောင်ပြိုကျခဲ့ရလို့လည်းသိရပါတယ်ရှင်။ဒီတစ်ခါမှာတော့ရန်ကုန်မြို့မှာတရုတ်ဆောင်တဲ့ food blogger ဖြစ်တဲ့ကျော်ဝနတနက်နဲ့ပြစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့သူ့ရဲ့မိတ်ဆွေတွေကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။နိုဝင်ဘာလ22ရက်နေ့ည8:00နာရီခွဲအချိန်လောက်ကမင်္ဂလာတုံမြို့နယ်ခေပင်လမ်းခွဲမှာကားမောက်နေတဲ့တရုတ်ဆောင်တဲ့ food blogger ကျော်ဝနဟာတနက်နဲ့နှစ်ချက်ပြစ်ခတ်ခံခဲ့ရပြီး
လေမျိုးကိုတနက်ကြည်စံဖောက်ထွက်ကပွဲချင်းပြီးတည်ဆုံးခဲ့ရလို့လည်းသိရပါတယ်။တည်ဆုံးသူဟာပါတီနိုင်ငံရေးလုပ်သူမဟုတ်ပဲတရုတ်ဆောင်တဲ့စားတောက်ဆိုင်တွေရဲ့အစားတောက် vlog တွေကိုရိုက်ကူးပြီးတက္ကစီကားမောင်းနေသူဖြစ်တယ်လို့လည်းတည်ဆုံးသူရဲ့မိတ်ဆွေတွေကပြောပါတယ်။တတလုံးမှာတော့တရုတ်ဆောင်တဲ့ food blogger ကျော်ဝနကိုပြစ်တက်သွားသူတွေကိုမမိသေးသလိုပြစ်တက်ခံရမှုအတွက်သက်ဆိုင်ရာရဲစခန်းမှာအမှုဖွင့်ထားပေမဲ့လည်းလက်ရှိအချိန်ထိအမှုကိုစုံစမ်းဖော်ထုတ်နေဆဲဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ပဲခူးတိုင်းဖြူးမြို့နယ်နဲ့ကြောက်တကားမြို့နယ်အဆက်ကနေစစ်တောင်းမြစ်ဝံပင်လယ်ဝထိသွာလာနေတဲ့ဆက်လေတွေကိုရှောင်းတခင်ဝင်ရောက်စစ်ဆေးခဲ့ရမှာစစ်တပ်စီကိုရိတ်ခါပို့ဆောင်မဲ့ဆက်လေအချို့ကိုဖမ်းဆီးရမိခဲ့လို့ပဲခူး District People Defense Organization ပဲခူးခရိုင်ပကဖကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်အော်တိုဘာလပိုင်းကနေစတင်ကဖြိုးမြို့နယ်နဲ့ကြောက်တကားမြို့နယ်အဆက်မှာရှိနေတဲ့ညောင်လေးပင်ရွှေကျင်ဝေါ်ကဝထိဆက်နေတဲ့ပင်လဝအထိစစ်တောင်းမြစ်ဝံအတွဲကုန်ပစ္စည်းတင်ဆောင်တဲ့ဆက်လေတွေခီးတဲ့တင်ဆက်လေတွေငါးဖမ်းလေတွေသဲတင်ဆက်လေတွေနဲ့ဝါဖောင်တင်ဆက်လေတွေကို PDF တပ်ဖွဲ့ကရှောင်းတခင်ဝင်ရောက်စစ်ဆေးမှုတွေလှုပ်ဆောင်နေရလဲဖြစ်ပါတယ်။အဲဒီလိုရှောင်းတခင်ဝင်ရောက်စစ်ဆေးပေမှာစစ်တောင်းမြစ်ဝံအနီးနားကအကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာတွေကိုပို့ဆောင်မဲ့ရိတ်ခါတွေတင်ဆောင်လာတဲ့ဆက်လေအချို့ကို PDF တပ်ဖွဲ့ကဖမ်းဆီးရရှိခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။အလားတူနိုဝင်ဘာလ9ရက်နေ့ကလည်းပဲခူးတိုင်းပကဖရဲဘော်တွေကစစ်တောင်းမြစ်ဝံအတွင်းဖြတ်တန်းမောင်းနှင်လာတဲ့ကုန်တင်ခီးတဲ့တင်ဆက်လေတွေငါးဖမ်းလေတွေသဲတင်ဆက်လေတွေနဲ့ဝါဖောင်တင်ဆက်လေတွေကိုရှောင်းတခင်ဝင်ရောက်စစ်ဆေးစဉ်မှာအကြမ်းဖက်စစ်တပ်တို့မြန်မာ BR တွေတင်ဆောင်လာတဲ့ဆက်လေတွေကိုဖမ်းဆီးရရှိခဲ့တာဖြစ်ပြီးဘီယာအားလုံးကိုဖျက်ဆီးခဲ့လို့ပဲခူးခရိုင်ပကဖကသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်စစ်တောင်းမြစ်ဝံတွင်ပဲခူးခရိုင်ပကဖရဲဘော်တွေရဲ့စုံစမ်းမေးမြန်းမှုကိုကြည်ပြူစွာစစ်ဆေးခံပေးရန်နဲ့စုံစမ်းစစ်ဆေးခြင်းမှာပဲခူးခရိုင်ပကဖရဲဘော်တွေကိုငွေကြေးတစုံတရာပေးစရာမလိုပဲတောင်းခံမှုရှိလာရင်လည်းပဲခူးခရိုင်ပကဖကိုတိုင်ကြားနိုင်တယ်လို့လည်းသိရပါတယ်။စုံစမ်းစစ်ဆေးမှုမခံဘဲမောင်းပြေးလှော်ခတ်တဲ့လှေတွေကိုလည်းအကြမ်းဖက်စစ်တပ်ရဲ့စစ်လေဖြစ်သတ်မှတ်ခါအပြစ်ပေးအရေးယူမှုတွေကိုလှုပ်ဆောင်သွားမယ်လို့လည်းပဲခူးခရိုင်ပကဖတာဝန်ရှိသူကပြောပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မမြပါ။